Hello တငယ်ချင်းများအားလုံးမင်္ဂလာပါရှင်အခုလောက်ပြမှာတော့တကြံကာလမှာအားလုံးလှုပ်ရှားကြတဲ့မြန်မာမုတ်တစ်မျိုးဖြစ်တဲ့မုတ်ကြစီပေါ့နော်ဒီလောက်ပြမှာဖြစ်ပါတယ်နော်မုတ်ကြစီလှုပ်ဖို့အတွက်လိုအပ်တဲ့ဥစ္စာကတော့ကောက်ညှင်းမုတ်လိုအပ်ပါတယ်စံမုတ်မရောပါဘူးနော်မုံလုံးရေပေါ်မှာပဲစံမုတ်လေးနည်းနည်းရောပါတယ်မုတ်ကြစီရတယ်ပျော့ပျော့အီလေးစပိုးစားလို့ကောင်းတဲ့အတွက်ကြောင့်မလို့ကောက်ညှင်းမုတ်ကြီးပဲလုပ်ပါတယ်အုံသီးလိုအပ်တယ်ထညက်ရည်လိုအပ်တယ်ကောက်ညှင်းမုတ်တစ်ခွက်လိုအပ်ပါတယ်နော်ကောင်းမှန်ခပ်လိုအပ်ပါတယ်စားလေးနဲ့ငယ်လိုအပ်တယ်နော်ပြီးရင်တကြားလေးနဲ့ငယ်ထည့်မယ်နော်ရေနွေးနဲ့သုံးပါတယ်ရေနွေးကိုဟပ်ခတ်ထည့်ပါတယ်နော်ရေနွေးပူပူနော်ဒီလိုမျိုးလေးပြီးခဏလေးနေပြီးတော့အဖုံးအုပ်ထားပြီးတော့နိုင်ဝက်တစ်နိုင်လောက်နှက်ထားရပါတယ်နော်ချက်ချင်းမလုပ်ပါနဲ့နော်အခုနိုင်ဝက်တစ်နိုင်လောက်နှက်ထားတယ်နော်မားရဲ့မုတ်ကြစိတ်လုံးဖို့အတွက်ဥစားပါမုတ်ကြစိတ်လုံးဖို့အတွက်လက်ကိုပြောင်းဆေးလိုက်ပြီးတော့နော်စီလေးနဲ့ငယ်တုပ်လိုက်ပါနော်လက်ကိုပြီးလို့ရှိရင်မုတ်ကြစိတ်ကလေအလုံးလေးတိတိလေးလုံးရတဲ့အတွက်ကြောင့်မလို့နော်ကိုကြိုက်တဲ့အနေထားပေါ့နော်လုံးလို့ရပါတယ်နော်လိုမျိုးအပေါ်ဘောလော့ပေါ်လာပြီဆိုလို့ရှိရင်ရပါတယ်နော်ချို့အလုံးလေးရနေပေါ့နော်ခုဆိုလို့ရှိရင်မုတ်ကြစေးရနော်ဒီလိုဘောလော့ပေါ်နေတဲ့ဟာလေးဆဲလို့ရပါတယ်နော်မာတို့အရက်မှာဆိုလို့ရှိလို့ရှင်တော့ဒါမုတ်ကြစေးကိုပူပူနွေးနွေးနဲ့စားကြတယ်ဒါမှမဟုတ်လို့ရှိရင်အေးကြိုက်တယ်ဆိုလို့ရှိရင်လည်းထညက်ရည်ကိုအေးခံပြီးတော့ရေခဲတစ်တာထဲမှာထည့်ပြီးတော့အေးစားလို့လည်းရပါတယ်နော်ဒါကအခုဆယ်ထားတဲ့မုတ်ကြစေးပါနော်အဲ့ဒါကိုထညက်ရည်လေးအခုနွေးအောင်တဲပါမယ်နော်အားလေးရဲ့အုံသီးလေးရဲ့ပေါ့တချို့ကလည်းနှမ်းလေးဖြူစားကြတယ်ပေါ့နော်ဒီမျိုးထညက်ရည်လေးနော်အဲ့လိုမျိုးလေးစမ်းပြီးတော့ပြီးလို့ရှိရင်အုံသီးလေးထည့်ပါနော်အုံသီးကတော့ကိုကြိုက်တဲ့လောက်ထည့်ပါနော်အုံသီးများများကြိုက်ရင်တော့အုံသီးများများထည့်ပါနော်အခုဆိုလို့ရှိရင်လောက်ပြထားတဲ့မုတ်ကြစီလေးရပါရှင်တကြံရက်ခါလာမှာပေါ့နော်မိသားစုအပျော်လှုပ်ရှားလို့လည်းရပါတယ်ရှင်အားလုံးကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်မားရဲ့ channel ကိုကြိုက်တယ်ဆိုလို့ရှိရင် like and share လေးလုပ်ပေးခဲ့ပါလို့တောင်းဆိုချင်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်